အားလုံးပဲမင်္ဂလာပါခင်ဗျ Good Touch for You ကနေကြိုဆိုပါရစေဒီနေ့ကျွန်တော်တင်ဆက်ပေးသွားမယ့်အကြောင်းအရာကတော့ဒါဒုသမားတွေက Ranger လို့တည်ပြီးတော့ World of Warcraft သမားတွေက Sylvanas Runner လို့လူသိများတဲ့ဘန်ရှိကွင်းရဲ့ဘဝဇာတ်ကြောင်းပဲဖြစ်ပါတယ် World of Warcraft ရဲ့ဒီသမိုင်းတစ်လျှောက်မှာဆိုရင်အငင်းပွားစရာအကောင်းဆုံးရှုပ်ထွေးဆုံးစိတ်ဝင်စားဖို့အကောင်းဆုံး character တစ်ယောက်ကိုပြပါဆိုရင်တော့ကျွန်တော်ကတော့ Sylvanas Runner ကိုပြချင်ပါတယ် Sylvanas ကအရင်ကတော့သူက Silvermoon City ရဲ့ Ranger General တစ်ယောက်ဖြစ်တယ်ပြီးတော့ဘန်ရှိကွင်းဖြစ်လာတယ်ပြီးတော့ Universe တစ်ခုလုံးကိုတော့ပြောင်းလဲဖို့ကြိုးစားလာတယ်ဒီနေ့ဗီဒီယိုမှာ Sylvanas ရဲ့မွေးဖွားရာချိန်ကနေစပြီးသူမနောက်ဆုံးကြခံနေရတဲ့သမောတဲ့အဖြစ်တန်အထီးကိုအကြောင်းအရာအားလုံးကိုအသေးစိတ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီ Sylvanas ရဲ့ဘဝကိုပြန်ပြီးသုံးသပ်ကြည့်ရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့တွေ World of Warcraft စပြီးတော့စောတဲ့အချိန် Warcraft 3 ခေတ်ကာလကပေါ့နော် Sylvanas ကိုစပြီးကျွန်တော်တို့သိခဲ့တာကတော့ Ranger General of Silvermoon သူမဟာ Quethaless ပြည်နယ်နဲ့ High Elf တွေကိုကာကွယ်ပြီးတော့သူရဲ့ကောင်တယောက်ဒါပေမဲ့သူမရဲ့ကံကြမ္မာတွေက Prince Arthur ရောက်လာတဲ့အချိန်မှာအပြီးတိုင်းပြောင်းလဲသွားတယ် Arthur က Frost Moon ကိုကန်ပြီးတော့ Ice Coast နဲ့အတူ Quethaless ကိုတိုက်လာတယ်ပေါ့ဗျာ Quethaless ကိုတိုက်တဲ့အချိန်မှာArthur ကိုဒုက္ခအပေးဆုံးကတော့ Sylvanas ပဲ Sylvanas ကြောင့် Arthur ရဲ့စစ်တပ်တွေကသူကထင်တိုင်းမပေါက်ဘူးထင်တိုင်းမပေါက်တဲ့အတွက် Arthur က Sylvanas ကိုအညှိုးထားတယ်ဒါပေမဲ့လည်းပါဝင်ခြင်းရမများတဲ့အခါမှာ Sylvanas က Arthur ရဲ့လက်ချက်နဲ့ပဲတပ်ပြောက်ခဲ့ရတယ်ဒါပေမဲ့ Arthur ကအညှိုးကြည့်တဲ့အတွက်သူကိုငြိမ်းချမ်းစွာတည်ခွင့်မပေးဘူးပြီးတော့သူ့ရဲ့ခန္ဓာကိုယ်တွေကနေဝိညာဉ်ကိုဆွဲထုတ်တယ်ပြီးလို့ရှိရင်ဘန်ရှိကွင်းအဖြစ်ပြန်လည်နိုးထောင်အောင်လုပ်ခဲ့ဘန်ရှိကွင်းဖြစ်လာပြီးတဲ့နောက်မှာတော့ Scroll စစ်တပ်တွေကိုအုပ်ချုပ်ပြီးတော့ Arthur ကသူ့ရဲ့လက်အောက်ခံတယောက်အဖြစ်နဲ့ Sylvanas ကိုခိုင်းစေခဲ့တယ်ဒါကတော့ Sylvanas နှစ်ပေါင်းများစွာခံစားနေရတဲ့ဝေဒနာတွေအားလုံးရဲ့အစလို့ပြောလို့ရပါတယ်Lich King ရဲ့စွမ်းအင်ကြီးနည်းလာတဲ့အချိန်ပေါ့ဗျာအဲ့ဒီအချိန်မှာတော့ Sylvanas ကသူ့ရဲ့ကိုယ်ပိုင်စိတ်ဆန္ဒကိုပြန်လည်ထိန်းချုပ်ခွင့်ရခဲ့တယ်အဲ့လိုရတဲ့အချိန်မှာသူမ Arthur ကိုပြန်ပြီးတိုက်ခိုက်ခဲ့တယ်တစ်ချိန်မှာဆိုလို့ရှိရင် Arthur ကိုအဆုံးနိုင်တဲ့အထီအောင်ပါပဲ Sylvanas ကတပ်ဖို့အတွက်အခွင့်အရေးတွေရခဲ့ပေမဲ့ Sylvanas ကလည်းအမျိုးကြီးတဲ့ Arthur ကိုငြိမ်းငြိမ်းချမ်းချမ်းနဲ့တည်ခွင့်မပေးနိုင်ဘူးအဲ့အတွက်ပဲ Arthur ကအခွင့်အရေးတွေရပြီးတော့ Sylvanas ရဲ့အနေရကနေလွတ်မြောက်သွားခဲ့တာသူမလိုပဲ Lich King ရဲ့ထိန်းချုပ်မှုအောက်ကနေလွတ်လာတဲ့ Undead တွေကို Sylvanas ကစူးစီးတယ်ပြီးတော့ The Forscan လို့နာမည်ပေးခဲ့တယ်Lothlorien ရဲ့မြေအောက်မှာရှိတဲ့ Undercity ကိုစပြီးတည်ထောင်ခဲ့တယ်ပြီးတော့ Sylvanas ကဘာလို့ကြွေးကြော်လဲဆိုတော့ငါတို့ကသားရဲတွေမဟုတ်ဘူးငါတို့ကစိတ်မရှိတဲ့လောင်းကောင်တွေမဟုတ်ဘူးပြီးတော့ Forscan တွေအတွက်ကဘာပေါ်မှာနေရာတစ်ခုကြောင်တိုက်ပွဲဝင်ခဲ့တယ်သူမရဲ့အဓိကရည်မှန်းချက်ကတော့ Arthur ကိုတတ်ဖို့ပါ Ashcroft ဆိုတဲ့တိုက်ပွဲအပြီးမှာတော့ Lich King ကကြာရှုံးသွားတယ်အဲ့ဒီအချိန်မှာတော့ Sylvanas ကသူ့ဘဝရဲ့ရည်မှန်းချက်ကြီးပြီးဆုံးသွားပြီလို့သူကိုယ်တိုင်ခံစားခဲ့ရတယ်ဒါပေမဲ့ Arthur တည်သွားတဲ့နောက်မှာသူကစိတ်ထဲမှာဟာလာဟင်းလင်းဖြစ်သွားတယ်သူဘာဆက်လုပ်ရမယ်မသိဘူးဘယ်နိုင်ထာဝရမစိုးစံနိုင်ဘူးဆိုတဲ့စကားတိုင်း Arthur ကကြာရှုံးသွားခဲ့ပြီမဲ့လေ Sylvanas အတွက်တော့သူ့ရဲ့နာကျင်မှုတွေကမပြီးဆုံးသေးဘူးအဲ့တော့သူကဘာလို့ရမယ်မသိဘဲနဲ့ Frozen Throne ပေါ်ကနေခုန်ချပြီးတော့ကိုယ့်ကိုယ်အဆုံးစီရင်စူးစမ်းခဲ့ပါတယ်ဒါပေမဲ့လည်းအဲ့ဒီအချိန်မှာဘယ်ခါတွေနဲ့တွေ့ခဲ့တယ်ဘယ်ခါတွေကတည်ခြင်းတရားရဲ့နောက်ွယ်မှာဘာတွေရှိတယ်ဆိုတဲ့အမှန်တရားတွေကိုသူ့ကိုပြသခဲ့အဲ့ဒီအတွေ့အကြုံကပဲသူမကိုတည်ခြင်းတရားကနေလွတ်မြောက်ဖို့နည်းလမ်းရှာဖို့တွန်းအားပေးခဲ့တာဖြစ်ပါတယ် Spirits say death will claim me soon. In the end, death claims us all. But the Horde will live on. I have never trusted you. Nor would I have ever imagined in our darkest time that you would be the one to save us. The spirits have granted me clarity, a vision. They whisper a name. Many will not understand, but you must step out of the shadows and lead. You must be The Burning Legion ရဲ့ကျူးကျော်မှုကာလမှာတော့ Horde ရဲ့ဝါချီဖြစ်တဲ့ဘူချင်ဟာတန်ရာရပြီးတော့ဘူချင်ဟာနောက်ဆုံးဖက်သက်မှာအာရုံတစ်ခုရပြီးတော့ Sylvanas ကို Horde ရဲ့ဝါချီအဖြစ်တာဝန်လွှဲပြောင်းပေးခဲ့တယ်ဒါပေမဲ့သူမရဲ့ခေါင်းဆောင်မှုအောက်မှာ Horde ရဲ့မကြုံစဘူးရက်စက်မှုတွေကိုလှုပ်ဆောင်ခဲ့တယ်။အများဆုံးဖြစ်ချက်ကိုပြောရမယ်ဆိုလို့ရှိရင်တော့ 9FD ရဲ့မြို့တော် Tegrisel ကမ္ဘာတစ်ပင်ကြီးကိုမိကျူဖြစ်စီခဲ့တဲ့ဖြစ်ပဲဖြစ်ပါတယ်။ကျွန်တော်ပုံကူကြီးအရာပြောရမယ်ဆိုလို့ရှိရင်တော့ Blizzard ကဒီ Sylvanas ရဲ့ character တစ်ခုလုံးကိုဖျက်ဆီးဖို့ဆန္ဒရှိခဲ့တဲ့ပုံမှာဖြစ်တယ်။ Sylvanas က War Tree တဲ့ဇဲကိုဘာကြောင့်မိသွားရှုတယ်ဆိုတာကျွန်တော်လည်းအခုချိန်ထိစဉ်းစားလို့မရဘူး။လို့ပဲတခြားဒီ Loy Walker တွေလည်းလုံးဝစဉ်းစားလို့မရတဲ့ဖြစ်ပျက်တစ်ခုပေါ့နော် Blizzard ကဘာရွေချက်တွေရှိနေတယ်ဆိုတာသူတို့ကိုယ်တိုင်လည်းပုံမှန်တင်ထုတ်ပေါ်ထားတာမျိုးရှိသေးဘူးအဲ့တော့
Sylvanas ကဘာကိုယုံကြည်လဲဆိုတော့မျောလင်းချက်ဆိုတာလုံးဝမရှိဘူးဆိုပြီးတော့ယုံကြည်နေတယ်ပြီးတော့အပြစ်မဲ့တဲ့ဒီ 9F တွေကိုတေချင်းတရားစီပို့ခဲ့တယ်ပြီးတော့ 9F ရဲ့မျိုးတော်က Ogrima နဲ့အနည်းဆက်ဆုံးဖြစ်နေတဲ့အတွက် Hot ရဲ့အနည်းဆက်ဆုံးကျန်သူက 9F တို့သူကယူဆခဲ့ပုံရတယ်ပြီးတော့သူမရဲ့လုပ်ရက်တွေက Hot အတွင်းမှာမဟုတ်ဘဲနဲ့ဒီ Alliance ကော Hot တွေရော Alliance ကော Hot တွေရောမဝင်တဲ့ဒီ other race တွေဂျားထဲမှာပါဒီတင်းကပြန့်နှံ့သွားပြီးတော့ဒီကမ္ဘာလုံးကိုတုံ့လုံစေခဲ့တယ်ပေါ့နော် Close ranks! Advance has won! Lordaeron will be ours! My king, we have her cornered. Keep firing! Push forward! Andrew! Stand as one for the Alliance! ။နောက်ဆုံးမှာဒီ Oz တွေရဲ့ဒီ High Overlord ဖြစ်တဲ့ဘာလို့ Safan ကSylvanas ကိုပြန်ပြီးပုံကန်ခဲ့တယ်။ပုံကန်ခဲ့တော့အဲ့မှာ Makura တိုက်ပွဲခေါ်ခဲ့တယ်။ Makura တိုက်ပွဲမှာ spell သုံးပြီးတော့ Sylvanas ကနိုင်ခဲ့ပေမဲ့လည်းသူနောက်ဆုံးမှာကြွေးကြော်သွားတဲ့ The Hot is nothing Hot ဆိုတာဘာမှမဟုတ်ဘူးလို့ကြွေးကြော်ခဲ့တဲ့အတွက် Hot ဒီသူကိုယ်တိုင်သူမကိုယ်တိုင်ပဲဆုံးဖြတ်ခဲ့တယ်။ Those who defend Orgrimmar are Horde as well. Our brothers and sisters. These warriors have sworn to fight. For you. Many lives will be lost. Or perhaps just one. Sylvanas Windrunner! I challenge Makora!
traitor leading traitors. Why should I accept your challenge? You want to make me suffer. Brother, you cannot win. My old friend. You and I. We don't get to hide. I set you on this path. And we knew where it could lead. Walk with me. The rest of the way. Let it be finished. The High Overlord falls. I trusted you. And so did they. Death comes, old soldier. And all their hope dies with you. You cannot kill hope. You tried at Teldrassil. You failed. Hope remains. You set us to kill each other at Lordaeron. You failed. Here we stand. You just keep failing. The Horde will endure. The Horde is strong. The Horde is nothing! You are all nothing! For Azeroth! If you could see yourselves as I see you. Toy soldiers in tin plate. Beasts who howl for honor. Standing as one. Savor it. Nothing lasts. What do we do now? We bring him home.
Shadowland expansion မှာတော့ Sylvanas က The Jailer နဲ့ပူးပေါင်းခဲ့တယ်ပြီးတော့သူ့ရဲ့ရည်ရွယ်ချက်ကဒီရှင်တန်ကြီးနဲ့တည်ဆုံးခြင်းကြားမှာရှိတဲ့ဒီ The Cycle of Life and Death ကိုဖျက်ဆီးဖို့ကြိုးစားခဲ့တယ်သူမရဲ့အမြင်မှာဒီစကြဝဠာကြီးကအချင်းတောင်နဲ့တူတယ်ဘူသားတွေအပြင်တက်ရှိတွေကသူတို့ရဲ့ကံကြမ္မာကိုသူတို့ကိုယ်တိုင်မရွေးချယ်နိုင်ပဲဒီစနစ်တစ်ခုရဲ့တွင်ချုံမှုကိုခံရတယ်လို့သူမကယူဆတယ်ဒါပေမဲ့နောက်ဆုံးမှာတော့ Jailer ကသူမလူချင်းတဲ့ဒီလွတ်လပ်မှုမျိုးပေးမဲ့လူမဟုတ်ပဲနဲ့အားလုံးကိုကြုံပြုမဲ့သူမှန်သိရတဲ့အချိန်မှာတော့Sylvanas ကိုယ်တိုင် Jailer ကိုပြန်ပြီးတိုက်ခိုက်ခဲ့တယ်ဒီဖြစ်စဉ်မှာ Sylvanas ကသူ့ရဲ့ပျောက်ဆုံးနေတဲ့ဝိညာဉ်အပိုင်းစMajor General ဘွားကစိတ်ဓာတ်တွေကိုပြန်ပြီးရရှိခဲ့တယ်ဒီလိုပြန်ရရှိခဲ့တာလည်း Uta the Lightbringer ရဲ့ကူညီမှုကြောင့်လည်းပါခဲ့တာပေါ့ဗျာအဲ့နောက်ပိုင်းမှာတော့ Sylvanas ကသူမလုပ်ခဲ့တဲ့အမှားတွေအတွက်ကိုနောင်တအကြီးအကျယ်ရပြီးတော့ပြန်လည်ပြင်ဆင်မှုအတွက်လမ်းကြောင်းကိုရောက်လာခဲ့တယ်ပေါ့နော် Sylvanas ကသူ့အဖြစ်တွေအတွက်ဒီတရားစီရင်မှုကို Tandy Wise ဘာဝင်ကဆုံးဖြတ်ခဲ့တယ် Sylvanas ကတမောထဲမှာရှိတဲ့ဝိညာဉ်တွေအားလုံးကိုကယ်တင်ပြီးမှသာသူမတို့လွတ်မြောက်ခွင့်ရရှိမှာဖြစ်တယ်အဲ့နေရာမှာSylvanas ကအချိန်အကန့်အသတ်မရှိအောင်သူ့ရဲ့နောင်တတရားတွေနဲ့အတူလုပ်နေရတယ်ဒီနောက်ဆုံးထွက်တဲ့ဒီ Midnight Expansion နဲ့မှာဆိုလို့ရှိရင်တော့ဇာလတက်နဲ့တိုက်ပွဲဖြစ်နေတဲ့ဒီ Parisa Winner နဲ့ Arato Winner တို့ကြားမှာ Sylvanas ကပေါ်လာတယ် Sylvanas ကိုဇာလတက်ကအနှဲငယ်စိုးရွံ့တဲ့ပုံရတယ်ဒီပေါ်မှာဒီဗီဒီယိုမှာကြည့်လိုက်လို့ရှိရင် Sylvanas ကိုဇာလတက်ကအနှဲငယ်စိုးရွံ့ပုံရတယ် Sylvanas လာတာနဲ့ပတ်တယ်ကိုထပ်မဆိုင်တော့ဘဲနဲ့ဇာလတက်က trap ပြေးသွားတယ်ပေါ့နော်ပြေးသွားတယ်ဆိုအဲ့ချိန်မှာစိတ်ဝင်စားစရာအကောင်းဆုံးစကားတစ်ခုကတော့ဒီ Arato Winner ကသဘောတရားနေခင်ဗျားဘယ်လိုထွက်လာနိုင်တာလဲဆိုသူ့တော်မေးတဲ့အချိန်မှာ Sylvanas ကပြောခဲ့တယ်သူလေးတဲ့အရာအလုံးမှာနီးလန့်ရှိတယ်ပေါ့ဒါပေမဲ့တိုးဂိတ်ကြီးတော့ပေးရတာပေါ့တဲ့တိုးဂိတ်ကြီးတော့ရှိတာပေါ့တဲ့သူအဲ့လိုပြောတယ် Sylvanas က Sailor City ကိုတစ်ခေါက်ပြန်လာဖို့အတွက်သူဘာတွေပေးခဲ့လဲဘာတွေပေးဆက်ခဲ့ရလဲဆိုတော့ကျွန်တော်တို့နောက်လာမယ့် The Last Titan ကြာရင်တော့သိရမယ်လို့ထင်ပါတယ်အဲ့တော့ကျွန်တော်အနေနဲ့ Sylvanas က hero တယောက်လားဒါမှမဟုတ် villain တယောက်လားဒါမှမဟုတ် anti hero တယောက်လားကျွန်တော်အနေနဲ့ပြောရမယ်ဆိုတော့ shootout အမျိုးမျိုးကနေကြည့်ရင် Sylvanas ကကြည့်တဲ့ shootout ပေါ်မူတည်ပြီးတော့သူ့ရဲ့ character ကပြောင်းလဲသွားတယ် Hot တွေဘက်ကကြည့်ခဲ့လို့ရှိရင် Sylvanas ကသူရဲ့ကောင်းတယောက်ဖြစ်ခဲ့တယ်အဲနောက်ပြီးတော့ Alliance ဘက်ကကြည့်ရင်တော့သူက villain တယောက်ဖြစ်နေအဲ့ Hot က Alliance ကအားလုံးပေါင်းပြီးတော့ကြည့်မယ်ဆိုပြန်တော့လေသူက anti hero တယောက်ဖြစ်တယ်ဒါပေမဲ့အခုနောက်ပိုင်းMidnight Expansion မှာSylvanas ရဲ့ character ကိုမြင်ရတာကတော့သူကလုံးဝ anti hero တယောက်မဟုတ်ဘဲနဲ့ hero တယောက်ပဲဖြစ်လာမလား villain တယောက်ပဲထပ်ဖြစ်သွားမလားဆိုတော့ကျွန်တော်တို့ဆက်ပြီးတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်ဟုတ်ပါပြီဒီနေ့ကျွန်တော်တင်ဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကိုတော့ဒီမှာပဲကျွန်တော်ဝင်ပြပါဆက်လက်ပြီးတော့ Warcraft Lore တွေနဲ့တခြား gaming နောက်ခံဇာတ်လမ်းတွေအကြောင်းကိုလည်းတင်ဆက်ပေးတော့မှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပြီးဖို့မေတ္တာရပ်ခံပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်